အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့ရဲ့ဒုတိယမြောက်သင်ခန်းစာဖြစ်တဲ့ကွန်ပျူတာဆိုတာဘာလဲဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့ကျွန်တော်က course လေးကို introduction အနေနဲ့ဗီဒီယိုလေးတစ်ပုဒ်တင်ပေးခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့အခုကတော့ကျွန်တော်တို့ကွန်ပျူတာကဘာလဲဆိုတာကိုဆက်ပြီးတော့ပြပေးမှာပါအဲ့တော့ကျွန်တော်တို့အများစုကပေါ့နော်လူတွေအများစုထင်နေကြတယ်ပြောနေကြတယ်တွေးနေကြတာကဘာလဲဆိုရင်ကွန်ပျူတာဆိုတာကအရန်ကိုထူးဆန်းတဲ့ကိရိယာတစ်ခုဖြစ်ရှုမြင်နေကြပါတယ်အဲ့တော့ကျွန်တော်တို့ကကွန်ပျူတာပေါ်မှာအကြောက်တရားနဲ့ဆက်ဆံတယ်လို့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ငယ်တုန်းကဆိုရင်လေကျောင်းမှာကွန်ပျူတာတွေရှိခဲ့ဘူးပါတယ်သို့တော့ပြတ်မှာဆိုလို့မကင်ရပါဘူးအဲ့တော့ပြောချင်တာကကွန်ပျူတာကိုနော်တော်တော်ကိုထူးခြားစမ်းကြယ်တဲ့အရာကြီးတစ်ခုဖြစ်ကျွန်တော်တို့ကရှုမြင်နေခဲ့ကြတာနော်အဲ့တော့တကယ်တမ်းကကွန်ပျူတာတွေကထူးခြားစမ်းကြယ်တဲ့အရာလားဆိုရင်မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာအုံနောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့လူသားတွေအုံနောက်အဲ့ဒါကိုတူပါပြီးတော့စီစဉ်ဖန်တီးလိုက်တဲ့အခါမှာနောက်ဆုံးတော့ကွန်ပျူတာဆိုပြီးတော့ဖြစ်လာပါတယ်အဲ့တော့ကွန်ပျူတာဆိုတာကအရင်ကိုထူးခြားစမ်းကြယ်နေတဲ့ miracle device ကြီးမဟုတ်ပါဘူးကွန်ပျူတာဆိုတာတာမန်လူတွေရဲ့အုံနောက်ကိုအတူခိုးပြီးတော့ဖန်တီးထားတဲ့ device တစ်ခုသာဖြစ်ပါတယ်အဲ့တော့ကွန်ပျူတာတွေကကျွန်တော်တို့ထက်ပိုပြီးတော့ကြီးကျယ်မြင့်မြတ်နေတာမဟုတ်ပါဘူးကျွန်တော်တို့ကိုနော်ကြီးကျယ်မြင့်မြတ်လွန်းတဲ့လူသားတွေကိုအတူယူပြီးတိစောက်ထားတဲ့ device သာဖြစ်ပါတယ်ဒါကြောင့်မလို့ကွန်ပျူတာဒီကျွန်တော်တို့အနေနဲ့နားလည်ရခက်တဲ့အရာမဟုတ်ပါဘူးအဲ့တော့ကွန်ပျူတာကတိတ်ပြီးရှုပ်ထွေးနေနေတဲ့အရာလည်းမဟုတ်ပါဘူးကျွန်တော်တို့ကကွန်ပျူတာကိုလုံးဝကြောက်စရာမလိုပါဘူးโอเคအဲ့တော့ဒီသဘောတရားလေးနားလည်ပြီဆိုရင်ကျွန်တော်တို့ပြန်ကြည့်အောင်အဲ့တော့လူတွေတော်တော်များများကွန်ပျူတာလို့ပြောလိုက်ရင်ဒီလိုမျိုး desktop ကွန်ပျူတာကြီးတွေ laptop တွေဒါတွေပဲပြေးပြီးတော့မြင်ကြပါတယ်အဲ့တော့တကယ်တမ်းမှာကွန်ပျူတာကဘာလဲလို့ကျွန်တော်တို့အရှင်းဆုံးပြောရမယ်ဆိုရင်အင်္ဂလိပ်လို definition တွေခဏထားပြီးတော့အလွယ်ဆုံးပြောရရင်ကွန်ပျူတာဆိုတာလူကခိုင်းတာကိုလုပ်ပြီးမဲ့လိမ္မာတဲ့ device တစ်ခုကိရိယာတစ်ခုပါပဲအဲ့ထက်မပိုပါဘူးအဲ့တော့ကွန်ပျူတာကိုကျွန်တော်တို့ကကနန်းနေတွက်ခိုင်းရင်တွက်ပြီးမယ်စာရိုက်ခိုင်းရင်ရိုက်ပြီးမယ်တချင်းတွေဖွင့်ခိုင်းရင်ဖွင့်ပြီးမယ်ဒါပေမဲ့တစ်ခုရှိတာကအဲ့ဒီကွန်ပျူတာတွေကသူတို့ကိုယ်တိုင်ဘာမှမလုပ်တတ်ပါဘူးကျွန်တော်တို့ကဒါလုပ်ပါဟိုဟာလုပ်ပါဆိုပြီးတော့အမိန့်ပေးရတယ်ညွှန်ကြားချက်တွေပေးရတယ် instruction လို့ခေါ်တယ်အဲ့ဒါတွေပေးရတယ်အဲ့တော့မှသူတို့ကအလုပ်လုပ်နိုင်တာဖြစ်ပါတယ်ဥပမာကျွန်တော်က mouse ကလေးတစ်ခုနဲ့ဒီနေရာလေးနှိပ်လိုက်ရင်ဒါလေးပွင့်လာမယ်နော်စသည်ဖြင့်အဲ့ဒါကသူတို့ကို instruction ပေးတာပါပဲအဲ့တော့ကျွန်တော်တို့နေတိုင်းလူတိုင်းဒီပါသုံးနေတဲ့ဖုန်းတွေအဲ့ဒါလေကွန်ပျူတာပါပဲရုံးမှာသုံးနေတဲ့ laptop တွေလည်းကွန်ပျူတာပဲဘာကွာလဲပုံစံလေးပဲကွာသွားတာပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်အောင်ဒီမှာမြင်နေရတဲ့ဒီကွန်ပျူတာကြီးတွေကိုဒီကွန်ပျူတာတွေကိုကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ဖုန်းတွေကိုဒီတိုင်းချထားမယ်ဘာမှမလုပ်ဘူးဒီတိုင်းချပြီးထိုင်ကြည့်နေမယ်တနေ့ကုန်သူတို့ကဘာလုံးမှမလုပ်နိုင်ပါဘူးအဲ့တော့ကျွန်တော်ကဖုန်းကိုဖွင့်လိုက်မယ် lock ချထားရင်လေ lock screen ကိုဖွင့်လိုက်မှာပြီးရင်ကျွန်တော်ကဘာလုပ်မလဲ YouTube ဆိုတဲ့ application လေးကိုသွားနှိပ်လိုက် YouTube လေးပွင့်လာတယ် Facebook application လေးနှိပ်လိုက်တယ် Facebook လေးပွင့်လာတယ်ဆိုကြပါစို့အဲ့ဒါသူ့ရဲ့အလုပ်လုပ်ပုံပါပဲအကုန်လုံးအတူတူပဲအဲ့တော့ကွန်ပျူတာဆိုတာတကယ်တမ်းရှုပ်ထွေးတယ်လို့ထင်ရပြီမြဲသူတကယ်တမ်းလုပ်နိုင်တာအဲ့လောက်အလုပ်တွေအများကြီးမရှိပါဘူးအဲ့တော့ကွန်ပျူတာတစ်လုံးရဲ့လုပ်နိုင်စွမ်းကဒီ၄ခုပဲရှိပါတယ်အဲ့တော့ input output storage process ဘာလဲဘာကိုပြောချင်တာလဲအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့ငယ်တုန်းကတရှင်းတွေအများကြီးနားထောင်ခဲ့ဖူးပါလိမ့်မယ်ငယ်တုန်းကလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်နဲ့နှိုင်းရှင်ပြီးပြောတာပါကျွန်တော်ငယ်တုန်းကတရှင်းတွေအများကြီးနားထောင်ဖြစ်ခဲ့ပါတယ်ကြီးလာတဲ့အချိန်မှာတရှင်းနားထောင်ဖို့တော့အချိန်ကမရှိတယ်လို့ဖြစ်လာတယ်အဲ့ဒါမျိုးပေါ့ကျွန်တော်တို့ငယ်ဘဝမှာတရှင်းတွေအများဆုံးနားထောင်ဖြစ်ခဲ့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငယ်တုန်းက cassette တွေ
radio တွေရှိတယ်အဲ့နောက်ပိုင်းမှာ VCD တို့ဘာလို့ပေါ်လာတယ်အဲ့နောက်ပိုင်း DVD ဘာတွေခစ်တွေရောက်လာတယ်ပြီးတော့ MP4 ခစ်တွေရောက်လာအဲ့အချိန်တွေထိကလူတွေကသရှင်းတွေနားထောင်ကြပါသေးတယ်စမတ်ဖုန်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာသရှင်းနားထောင်တာတွေပိုပြီးရှားလာတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ကျန်တဲ့သူတွေအတွက်တော့ဟုတ်ရှင်မှဟုတ်ပါလိမ့်မယ်စမတ်ဖုန်းတွေကိုသုံးပြီးပိုပြီးတစ်လွင်တဲ့သရှင်းတွေနားထောင်တဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့တော့အသက်အရွယ်နဲ့လည်းပြန်ဆိုင်သွားမှာပေါ့နော်အဲ့တော့အဓိကပြောချင်တာကျွန်တော်ငယ်တော့သရှင်းတွေနားထောင်ခဲ့ပူးပါတယ်ဆိုကြပါစို့အဲ့တော့ကျွန်တော်တို့ကလက်ဖိတ်ဆိုင်ရှိမှဖျက်လျှောက်လိုက်တယ်အဲ့ရှိမှလက်ဖိတ်ဆိုင်တွေကသရှင်းလေးတစ်ပုတ်ဖွင့်ထားစဉ်းစားလိုက်ဟာဒီရှင်းငါကြားဘူးလေငါသိပါတယ်အုံနောက်ကစဉ်းစားလိုက်တယ်ပြီးတော့ဟာဟုတ်ပြီဒါအာဇာနည်သရှင်းပဲကွာသိသွားတယ်ပေါ့နော်နားလေသွားတယ်ပေါ့အဲ့ဒါဘာကိုပြောချင်တာလဲအဲ့တော့ကျွန်တော်ပြန်စဉ်းစားရအောင်ပုံမှန်အတိုင်းမှာဆိုလို့ရှိရင်နော်ကျွန်တော်တို့ကသရှင်းတစ်ပုတ်ကို first time ကြားဘူးတဲ့အချိန်မှာဒါဘာသရှင်းလဲလို့ကိုမသိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံနောက်ထဲမှာမှတ်ထားတဲ့ storage လုပ်ပြီးတင်ထားတဲ့ data မရှိသေးလို့သို့တော့ကျွန်တော်တို့အရင်တော့ကကြားဘူးတည်ဘူးတဲ့သရှင်းဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာ data ရှိထားတယ် storage လုပ်ထားတဲ့တင်ဆဲထားတဲ့ data ရှိထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကချက်ချင်းပဲအဲ့ဒီပုံမှာစဉ်းစားလိုက်တယ် thinking processing လုပ်လိုက်တာစဉ်းစားလိုက်တဲ့အချိန်မှာသိသွားပြီဟောဒါကအာဇာနည်သရှင်းပဲသို့မဟုတ်ဒါကတော့ scientist ဆိုင်သရှင်းပဲသိသွားတယ်ဟုတ်ပြီနော်နောက်ဆုံးသိသွားတဲ့ result က output ပဲအဲ့ဒီမတိုင်ခင်ကျွန်တော်တို့က input လို့ခေါ်တဲ့နားထဲမှာကြားလိုက်တဲ့အရာတစ်ခုကိုကျွန်တော်တို့ပြန်စဉ်းစားရတာပေါ့စဉ်းစားရဲဆိုတာ processing လုပ်နေရပဲဘာနဲ့ရှင်ပြီး processing လုပ်ရကျွန်တော်တို့ရဲ့အုံနောက်ထဲမှာတင်ထားတဲ့ storage လုပ်ထားတဲ့တင်ထားတဲ့ memory နဲ့ပြန်ပြီးတိုက်ဆိုင်စဉ်းစားကြည့်လိုက်တော့မှနောက်ဆုံး output result ဟုတ်ပြီဒါဘာသူသရှင်းပဲလို့သိတာကိုရှိမှာတင်ထားတဲ့ data မရှိရင်မသိဘူးဥပမာလူတစ်ယောက်ကို first time မြင်ဘူးလေဆိုပါစို့အဲ့လိုဘာသူလဲကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့ကလမ်းသွားရင်းနဲ့လူတစ်ယောက်ကိုတွေ့လိုက်ရဟာသူ့ကိုငါသိပါတယ်မြင်ဘူးတယ်စဉ်းစားလိုက်တယ်အော်ပြီးတော့မှအော်ဒါငါတို့လမ်းထဲမှာနေသွားဘူးတဲ့မောင်ဘသူမဘသူပဲအဲ့တော့အရင်ဆုံးကျွန်တော်တို့မှာဘာရှိထားရလဲ store လုပ်ထားတဲ့ data ရှိရတယ်ပြီးတော့ input လို့ခေါ်တဲ့ကျွန်တော်တို့မျက်စိတွေကိုမြင်လာတာအမြင်အာရုံအဲ့ဒါ input ပဲခုနကသရှင်းကြားတယ်အကြားအာရုံ input ပဲနော်အဲ့တော့မျက်စိတွေမြင်လာတဲ့အမြင်အာရုံ input ကိုကျွန်တော်တို့ရဲ့အုံနောက်ထဲမှာတင်ထားတဲ့ storage လုပ်ထားတဲ့ memory နဲ့ပြန်ပြီးတော့တိုက်ဆိုင်စဉ်းစားပြီးတော့စစ်ဆေးလိုက်တာ processing လုပ်လိုက်တဲ့အခါမှာ output result ထွက်လာတယ်ဟာဒါငါတို့လမ်းထဲမှာအရင်တော့နေသွားဘူးတဲ့မောင်ဘသူမဘသူအဲ့ဒါကျွန်တော်တို့ရဲ့အုံနောက်ကပုံမှန်စဉ်းစားတဲ့ဟာကိုတရုပ်ခွဲကြည့်ရင်အဲ့လိုထွက်တယ်ကွန်ပျူတာရဲ့အလုပ်လုပ်ပုံကအဲ့ဒါပါပဲပို့ပြီးတော့နားလည်အောင်ပြောရရင်ကွန်ပျူတာဆိုတာ input ရဲ့ output ရဲ့ process ရဲ့ storage ရဲ့အဲ့လေးမျိုးပဲလုပ်နိုင်ပါတယ်ဥပမာပြောရအောင်ထပ်ပြီးတော့အဲ့တော့ကျွန်တော်တို့မှာ blender တစ်ခုရှိရဆိုကြပါစို့ကျွန်တော်မှာတင်မော်ဒီမှဲ့တစ်လုံးလေးရှိတယ်တင်မော်ဒီကိုခွန်ခွာလိုက်တယ်အသားတွေရလာတယ် blender လေးထည့်လိုက်တယ်ပြီးတော့နိုးစီလေးနည်းနည်းထည့်လိုက်တယ်ကြားလေးနည်းနည်းထည့်မယ်ရေလေးနည်းနည်းထည့်မယ်ပြီးတော့ blender ကိုပလက်ထိုးပြီးခလုတ်လေးနှိပ်လိုက်တယ်ဂျွီးဆိုပြီး blender အတန်ကြီးမြည်လာတယ်ပြီးတော့တရသည်သို့မဟုတ်တမော်ဒီသို့မဟုတ်ငပြောသည်သို့မဟုတ်ကိုထည့်လိုက်တဲ့အသီးတွေကပျော်သွားတယ်ခြေသွားတယ်ပေါ့နောက်ဆုံးမှာအသီးဖြော်ရည်လေးထွက်လာတယ်အဲ့ process ကိုပဲပြန်စဉ်းစားကြည့်အောင်ကျွန်တော်တို့က input တွေထည့်ရတယ်ပါတယ်လေခုနအသီးမဲ့တွေထည့်ရတယ်နိုးစီတကြားစသည်ဖြင့်ပါဝင်ပစ္စည်းတွေထည့်ရတယ်အဲ့ဒါ input ပဲပလက်ထိုးပြီးခလုံးနှိပ်လိုက်တဲ့ blender ကိုဂျွီးဆိုထွက်လာပြီးတော့အထဲမှာရှိတဲ့ဓားသွားလေးကလဲပြီးတော့အကုန်လုံးကိုခြေမှွပစ်လိုက်တယ်အဲ့ဒါက processing လုပ်တာပဲပြီးတော့ကျွန်တော်တို့ကရက်လိုက်တဲ့ blender လေးကိုဖန်ခွက်လုံးနဲ့ကိုငှဲ့ချလိုက်တယ်အသီးဖြော်ရည်လေးထွက်လာတယ်အဲ့ဒါ output ပဲအဲ့တော့ထွက်လာတဲ့ဖြော်ရည်ကိုကျွန်တော်တို့ကချက်ချင်းတောက်မှရတယ်တောက်လို့ရတယ်သို့မဟုတ်နောက်ကျမှတောက်မယ်ခဏသိမ်းထားအောင်ရေခဲတရာတွေထည့်ပြီးသိမ်းထားမှရတယ်အဲ့ဒါက storage လုပ်တာပဲအဲ့တော့ကျွန်တော်တို့က
ကွန်ပျူတာကလုံနိုင်တဲ့အလုပ်တွေအကုန်လုံးကကျွန်တော်တို့လူသားတွေနဲ့ရင်းနှီးပြီးသားကျွမ်းဝင်ပြီးသားဖြစ်ပါတယ်ဘယ်ဟာမှအထူးဆန်းပါမနေပါဘူးအဲ့တော့ကျွန်တော်တို့က keyboard ပေါ်မှာ A ဆိုပြီးစလုံးတစ်လုံးရိုက်လိုက်အဲ့ဒါ input ပဲရိုက်ထည့်လိုက်တယ်ခုန blender တွေကိုအသီးမဲ့တွေလှီးထည့်လိုက်တာနဲ့တူတယ်အဲ့အချိန်မှာအထဲမှာရှိတဲ့ blender လို့ခေါ်တဲ့အဲ့ CPU ကြီးကသူရိုက်ချင်တာက A ပဲချက်ချင်းเนาะလျှက်စီးချောင်းနေနဲ့သူကတွက်ချက်လိုက်တယ် A ပေါ့အဲ့ဒါကျွန်တော်တို့ blender ကိုခလုတ်နှိပ်လိုက်တဲ့အခါဂျူးဂျီဆိုပြီးလဲပြီးတော့အသီးတွေကိုခြေမွနေတယ်တူတယ်အဲ့အချိန်မှာပဲ output အနေနဲ့ကျွန်တော်တို့ computer screen ပေါ်မှာ A ဆိုတဲ့စလုံးလေးမြင်ရတယ်တိတ်မြန်လုံးအားကြီးနေကျွန်တော်တို့ကအဆင့်တွေကိုတိတ်မြန်လုံးအားကြီးနေလို့တိချာမစင်စားမိတာအဲ့တော့အဲ့အချိန်မှာ A ဆိုတဲ့စလုံးကချက်ချင်းပဲ screen ပေါ်မှာပေါ်လာတယ်ကျွန်တော်တို့က keyboard ကနေ A လို့နှိပ်လိုက် A လို့ပေါ်လာတယ်အဲ့ဒါ output ပဲအဲ့အချိန်ဒီမှာအဲ့ဒီဟာကိုကျွန်တော်တို့ကတိမ့်ထားမလားဒါမှမဟုတ်ဒီတိုင်းလေးပဲချက်ချင်းတောက်လိုက်မလားဆိုတော့ဒါမြင်ပြီးွားရင်ပြီးရောပိတ်လိုက်တော့မလားဒါမှမဟုတ်ရင်ကျွန်တော်တို့တိမ့်ထားမလားတိမ့်ထားမယ်ဆိုရင် storage ပဲ save လုပ်တာပေါ့နော်ဆိုတော့ computer မှာလည်းအဲ့ဒီပေါ်ပါပဲအဲ့တော့ computer ဆိုတာကကျွန်တော်တို့လူသားတွေအတွက်အရင်ထူးခြားဆန်းကျင်နေတဲ့အရာမဟုတ်တလို့နော်နားလေရခက်တဲ့အရာလည်းမဟုတ်ပါဘူးကွန်ပျူတာဆိုတာလူရဲ့အုံနောက်ဘလို့အလုပ်လုပ်လဲဆိုတာကိုအခြေခံပြီးတော့မှတုပပြီးဖန်တီးထားတဲ့ device တာဖြစ်တဲ့အတွက်အဲ့ဒီကွန်ပျူတာကိုကျွန်တော်တို့လူသားတွေအနေနဲ့နားလေရတာမခက်ပါဘူးတိတ်လွယ်ပါတယ်ဒါကြောင့်မလို့ကွန်ပျူတာလေ့လာရဲဆိုတာကျွန်တော်တို့အတွက်ထူးခြားတဲ့ခက်ခဲနေတဲ့ပညာရေးမဟုတ်ပါဘူးအဲ့ဒါကိုနားလည်ထားရင်ကျွန်တော်တို့ကွန်ပျူတာဆိုတာကနော်လူတွေလောက်တောင်မှထူးခြားဆန်းကျင်မှုမရှိတဲ့အရာလေးတစ်ခုပါပဲလူတိုင်းလုံနိုင်တယ်ဆိုတဲ့အတွေးမြင်လေးရသွားမှာပါဒီသင်ခန်းစာရဲ့ရည်ရွယ်ချက်ကအဲ့လောက်ပါပဲဆိုတော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာကြာမှာကွန်ပျူတာထဲမှာဘာတွေပါလဲဆိုတာကိုဆက်ပြီးတော့ဆွေးနွေးကြပါမယ်လေ့လာကြပါမယ်ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲကျွန်တော်တို့အနေနဲ့ကွန်ပျူတာကိုမကြောက်ရင်ရပါပြီနောက်သင်ခန်းစာမှာပြန်ဆုံရအောင်ပါအားလုံးပဲ thank you